င်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ဓာတ်ပုံပညာမှာအချိန်ရဲ့အရေးပါပုံအကြောင်းပြောကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဆောစောပြောသလိုပဲဒီတစ်ခေါက်ကအချိန်ရဲ့အရေးပါပုံအကြောင်းပြောကြမယ်ပေါ့နော်ဒီတစ်ပတ်ကပြီးတော့ဒီတစ်ပတ်ကဒါကျွန်တော်ဒီ channel ရဲ့ episode 100ပေါ့နော်ဗီဒီယို100ခုမြောက်ဗီဒီယိုလည်းဖြစ်တယ်ဆိုတော့နည်းနည်းလေးထူးခြားသွားအောင်လို့ကျွန်တော်ဒါဘာအကြောင်းပြောမလဲစဉ်းစားတော့အချိန်အကြောင်းပဲပြောမယ်လို့စဉ်းစားထားရပေါ့နော်အဓိကတော့ဒီအချိန်ကဘာကြောင့်အရေးပါလဲပေါ့နော်ဒါအချိန်ဆိုတာက time ပေါ့နော် time ကဘာကြောင့်ဓာတ်ပုံမှာအရေးပါလဲဆိုတော့အချိန်အကြောင်းအရင်စပြောအောင်အချိန်အကြောင်းကကျွန်တော်တို့ကအချိန်ကဒီယူပဗေဒသဘောတရား physics မှာဆိုရင်ကျွန်တော်တို့ကဒီဒါအချိန်ကိုကျွန်တော်တို့က 4 dimension လို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့ကဒီကဘာကြီးက3 dimension ပေါ့နော်ဒီပစ္စည်းတွေဆိုတာကဥပမာဆိုရင်ဒါမျိုးပစ္စည်းတွေဆိုတာတွေအကောင်လုံးက3 dimension ပေါ့နော်ဒီလိုမျိုးပေါ့နော်အလျားအနံအမြင့်အတူးတယ်ပေါ့နော်အဲ့လိုမျိုးတွေပါတယ်ပေါ့နော်ဒါမျိုး3 dimension မှာကျွန်တော်တို့ကအချိန်ကိုကြတော့ကျွန်တော်တို့ကဒါ4 dimension လို့ခေါ်တယ်4 dimension လို့ယူပါဗေဒဒီ quantum မှာတော့အဲ့လိုမျိုးသတ်မှတ်တယ်ပေါ့နော်အချိန်ကြောင့်မလို့ကျွန်တော်တို့ကအဲ့လိုမျိုး traction တစ်ခုကိုလည်းရွေးလျားနေတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ကျွန်တော်ဒီတခြားဆိုရင်တော့ဓာတ်ပုံပညာမှာဆိုရင်တော့ဓာတ်ပုံကဒါကင်မရာဆိုတာကအမှန်တော့ time machine တစ်ခုလို့ပြောလို့ရတယ်ဒါကျွန်တော်တို့ကအချိန်ကို freeze လုပ်လိုက်တဲ့ပစ္စည်းတစ်ခုပေါ့နော်အရာဝတ္ထုတစ်ခုလို့ပြောလို့ရတယ်အချိန်တွေကိုရပ်တန့်ပြီးတော့တိမ်ဆဲထားနိုင်တဲ့အလိုဒီ time machine ပေါ့နော်အချိန်ခီးသွားလို့ရတယ်ပစ္စည်းလို့ပြောလို့ရတယ်ဒါကလည်းဒါအယူဆအားဖြင့်လည်းမှန်တယ်လို့ဒါခုပြောရရင်တော့အနုပညာသဘောမှာဆိုရင်လည်းဒါအမှန်ပဲလေဒီလိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့ကဒီကင်မရာရိုက်ထားတဲ့ဓာတ်ပုံတွေပုံထုတ်ထားတဲ့ဓာတ်ပုံတွေကိုပြန်ကြည့်ပြီးတော့ကျွန်တော်တို့ကအချိန်ကာလအဖြစ်အပျက်တွေကိုကျွန်တော်တို့ကပြန်ပြီးတော့စိတ်ကိုပေါ့နော်လူခန္ဓာကိုယ်ကြီးကိုတော့အဲ့ချိန်ပြန်ရောက်သွားအောင်မစွမ်းဆောင်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကဒီအဲ့ကာလမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကဓာတ်ပုံနေကြည့်ပြီးတော့ပြန်ပြီးတော့ခန်းစားလို့ရတယ်ပေါ့နော်ခန်းစားချက်တွေကိုပြန်ပေးလို့ရနိုင်တယ်ပေါ့နော်ဒါကိုသိမိလိုက်တဲ့အကြောင်းအရာဆိုရင်ကျွန်တော်တို့ကဓာတ်ပုံနဲ့တွားလို့ရတယ်အဲ့လိုမသိမမီလိုက်တဲ့သမိုင်းအကြောင်းအရာတွေဆိုရင်လည်းဓာတ်ပုံကနေသင်ယူလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ time machine လို့ပြောရင်လည်းမမှားဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီနေ့မှာအချိန်ကဘာကြောင့်ရေးပါလဲဆိုတော့ကျွန်တော်တို့ကကင်မရာမှာဆိုရင်လည်းကျွန်တော်တို့ကကင်မရာရဲ့ဒီအပေါ်ကဒီ dial လေးပေါ့နော် shutter speed dial ဆိုတာအမှန်တော့အချိန်ကိုပဲဒီသတ်မှတ်ပြီးတော့လောက်ထားတဲ့ဟာမျိုးပေါ့နော်အချိန်ကသူကဒီတစ်စက္ကန့်ရဲ့ဒါ125ပုံတစ်ပုံမှာရိုက်တဲ့ပုံမျိုးလားဒါမဟုတ်3စက္ကန့်လောက်ဖွင့်ပြီးတော့ရိုက်မှာလားပြီးတော့ဒါမဟုတ်ဒီတစ်စက္ကန့်ရဲ့အပုံ900ပုံတစ်ပုံအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဘလောက်အမြန်နဲ့အလင်းကိုဖမ်းပြီးတော့အဲ့ဒီချိန်ကို freeze လုပ်မှာလဲဆိုတော့အပေါ်ကကျွန်တော်တို့ကဒီကင်မရာရဲ့အပေါ်က shutter speed ဆိုတာလဲအချိန်နဲ့အလုပ်လုပ်တဲ့ဟာလေးပါပဲဆိုတော့အချိန်ကပြီးတော့ရွေးချယ်မှုကလည်းဘာကြောင့်အရေးပါလဲဆိုတော့ပြောဖို့လိုလာတယ်ပေါ့နော်ကျွန်တော်တို့ကဒီဓာတ်ပုံမှာစောစောကပြောတဲ့ဒီ shutter speed dial ဆိုတဲ့ဟာလေးကိုပြောင်းလဲခြင်းအပြင်ကျွန်တော်တို့ကဒီကိုဖမ်းခြင်းနဲ့အမိရဖမ်းခြင်းနဲ့ moment လို့ခေါ်တဲ့အခိုက်အတန့်လျှက်တစ်ပြက်အခိုက်အတန့်လေးကိုဒါပုံဖမ်းမှုအတွက်ဒီ setting ကနေပြီးတော့ပုံဖမ်းရတာပေါ့နော်။ဘာကြောင့်ကျွန်တော်တို့ကဒီလျှက်တစ်ပြက်အခိုက်အတန့်လေးကိုပုံဖမ်းကြတာလဲဆိုတော့အဲ့လျှက်တစ်ပြက်အခိုက်အတန့်လေးကဒီအကြောင်းအရာကြီးတစ်ခုလုံးရဲ့အသက်မီလီစက္ကန့်လောက်လေးကအသက်ဖြစ်ကောင်းလည်းဖြစ်နေနိုင်တယ်ဒီအဖြစ်ပြက်ကြီးဒီ2နာရီကြာလောက်ဖြစ်တဲ့အဖြစ်ပြက်မှာကျွန်တော်တို့ကအဲ့ပုံတစ်ပုံဒီမီလီစက္ကန့်လောက်ရွေးပြီးတော့ရိုက်လိုက်တဲ့ပုံလေးကဒီ2နာရီလောက်စာကြီးကိုထိုင်ကြည့်စရာမလိုဘဲနဲ့ကျွန်တော်တို့ကပြန်ပြောလို့ရတဲ့ဓာတ်ပုံတစ်ပုံနဲ့ပြန်ပြောလို့ရတဲ့အနေအထားမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဒါ second ဒီ moment ကိုဖမ်းဖို့အတွက်ကျွန်တော်တို့ကအချိန်ကအရေးပါသွားတာပေါ့နော်ကျွန်တော်တို့ကအဓိက moment ကိုဘာကြောင့်ဖမ်းနေလဲလို့ပြောရင်ကျွန်တော်တို့ကဒါ moment ကိုဘာကြောင့်ဖမ်းနေတာလဲဆိုတော့ကျွန်တော်တို့ကအဲ့ခိုက်တန့်လေးမှာဖြစ်တဲ့ဒီကိုရိုက်လိုက်တဲ့လူတွေအဖြစ်ပြက်တွေဒါမှမဟုတ်သဘာဝတရားအဲ့လိုဟာမျိုးတွေရဲ့ခံစားချက်တွေကိုကျွန်တော်တို့ကဓာတ်ပုံကြည့်တဲ့သူကိုပေးခြင်းတဲ့အတွက်ကျွန်တော်တို့ကအဲ့ moment လေးကိုအမိရဖမ်းကြတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတယ်ဆိုတော့ဒါပြန်ပြီးတော့ပြောင်းပြန်သွားရင်ကျွန်တော်တို့ကဒီဓာတ်ပုံနဲ့အကြောင်းအရာတစ်ခုကိုပြောခြင်းနဲ့ဒီ moment လေးတစ်ခု
အဲ့လိုမျိုးခံစားချက်အဲ့ moment ပေးတဲ့ခံစားချက်ကိုကြည့်တဲ့သူကိုရစေခြင်းတဲ့အတွက်အဲ့ moment ဒီခံစားချက်ကိုပေးဖို့အတွက် moment ကိုကျွန်တော်တို့ကရွေးချယ်ရတယ်ရိုက်တဲ့သူကရွေးချယ်ပြီးတော့အဲ့ moment ကိုရိုက်ဖို့အတွက်ဒီကင်မရာကနေပြီးတော့ shutter speed နဲ့ကျွန်တော်တို့ကဘယ်လောက်စက္ကန့်တော့အလင်းကိုဖမ်းလိုက်မယ်ဆိုတဲ့ဟာမျိုးနဲ့သွားတာပေါ့နော်ဒါကြောင့်မို့အချိန်ကအများကြီးရေးပါတယ်နောက်ပြီးတော့ဒီအချိန်မှာဆိုရင်တခြားဆိုရင်ဘာတွေရေးပါသေးလဲဆိုတော့အချိန်မှာဆိုရင်တခြားဆိုရင်ကျွန်တော်တို့ကဒီအဖြစ်ပြက်တွေပေါ်မှာဘယ်လောက်စက္ကန့်နဲ့ရိုက်မှာလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒီshutter speed စဉ်းစားပုံကလည်းအများကြီးရေးပါတယ်ပေါ့နော်အရင်ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ပုံမှန်အဖြစ်တော့ကျွန်တော်ဒါလူတွေ street ဓာတ်ပုံတွေရိုက်တယ်ဆိုရင်တော့ပုံမှန်အဖြစ်တော့အကြံပေးတာတော့1/1 to 5ပေါ့နော်တစ်စက္ကန့်ရဲ့125ပုံတစ်ပုံ shutter speed ကိုနဲ့များသောအားဖြင့်ရိုက်ဖို့အကြံပေးတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ချိန်အဲ့စက္ကန့်နဲ့ရိုက်လို့ရှိရင်ဓာတ်ပုံတွေက realistic ဖြစ်တယ်ဆိုတာတဘာဝကြတယ်ပေါ့နော်ကျွန်တော်တို့ကလမ်းပေါ်မှာအဲ့ shutter speed နဲ့ရရင်စပိန်ပုံနှမ်းမှာစပိန်စီးနေတဲ့သူပိုင်း spoke တန်လေးတွေကဝါးနေလိမ့်မယ်ကျွန်တော်တို့ကဒီလမ်းလျှောက်နေတဲ့သူကင်မရာရှေ့ foreground နာဒီကင်မရာနာမှန်ဘလူးနာဖြတ်သွားတဲ့သူပိုင်းအဲ့လူကကြည်တောက်ရှင်းနေမှာမဟုတ်ဘူးနည်းနည်းလေးဝါးနေလိမ့်မယ်ပေါ့နော်ဒါလူမျက်လုံးနဲ့အနီးဆက်ဆုံးတူတဲ့အနေထားမျိုးပုံမျိုးရတဲ့အခါကျရင်အဲ့ပုံတွေကိုကျွန်တော်တို့ကတခြားသူကိုပြန်ပြရင်အဲ့ကြည့်တဲ့သူအဲ့နေရာကိုရောက်သွားတဲ့ခံစားချက်မျိုးပေးနိုင်တယ်ပေါ့နော်ဒါသူတကယ်ရက်ကြည့်ပြီးမြင်ရတဲ့ခံစားချက်မျိုးပေးနိုင်တယ်ပေါ့နော်ဒါရေဘူးအဖြစ်အဲ့ shutter speed ကိုသုံးဖို့အကြံပေးတာပေါ့နော်ဒါမှလည်းဒါအမြဲမှန်တယ်လို့မဟုတ်ဘူးပေါ့နော်ခါလေးကြာရင်တော့ဒီလေတဲကိုကြောင်လေးခုန်နေတဲ့အချိန် freeze လုပ်ချင်တာတော့ပါအောင်ဆိုရင်တော့ shutter speed အမြန်နဲ့ရရမှာပေါ့နော်ဒါပေမဲ့ပုံမှန်အဖြစ်ဆိုရင်တော့1/1 to 5ဒါမှမဟုတ်250ဒါမှမဟုတ်500ပေါ့နော်နေရန်ပြင်အဲ့ချိန်အဲ့လောက်ပေါ့နော်ပုံမှန်အဖြစ်တော့တက်နိုင်တော့ shutter speed ကိုအရန်မတင်ဘူးကျွန်တော်တို့အကြံပေးတယ်ပေါ့နော်ဆိုတော့ပြန်ဆက်ရင်ကျွန်တော်တို့ကအချိန်ဆိုရင်ဒါအချိန်အကြောင်းကိုပြောမှဆိုရင်ခုနကပြောတဲ့အဲ့ moment တွေကိုဖမ်းတဲ့ခါကျရင်အဲ့လိုမျိုးဖမ်းတာမျိုးလည်းရှိတယ်ဒါပေမဲ့တချို့ moment တွေကလျှက်တစ်ပြက်ဖြစ်တဲ့ moment တွေရှိတယ်အချိန်ကြာကြီးဒီလိုမျိုးပေါ့လျှက်တစ်ပြက်ဆိုတာဒီလိုမျိုးမီလီစက္ကန့်လောက်လေးအတွင်းမှာဖြစ်သွားတဲ့အဖြစ်ပြက်မျိုးတွေလည်းရှိနိုင်တယ်ဒါမှမဟုတ်တစ်ခါလေကြာရင်လည်းဒီလိုဒါ2မိနစ်လောက်ကြာတဲ့ဒီစက္ကန့်ဒီအဖြစ်ပြက်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းဒီ2နာရီလောက်ကြာတဲ့အဖြစ်ပြက်လိုမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းဒီနေ့တစ်ဝက်လောက်ဒါမှမဟုတ်တနေ့ကုန်လောက်ကြာတဲ့အဖြစ်ပြက်မျိုးတွေလည်းအများကြီးရှိနိုင်တယ်ကိုကဘယ်ဖြစ်ပြက်ကိုမှတ်တမ်းတင်မှာလဲဒီပုံတပုံနဲ့ဒီဖြစ်ပြက်ကိုပြဖို့ဆိုရင်ဘယ် shutter speed ကအလိုက်ဖတ်ဆုံးဖြစ်မလဲဆိုတဲ့ဟာမျိုးတွေကတော့ဒါဓာတ်ပုံဆရာရဲ့ဒီခန်းစားချက်နဲ့ဉာဏ်ကွန်မြူမှုပေါ်မူတည်တာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးပေါ့ဥပမာပြောရရင်ကျွန်တော်ဟိုတနေ့ကဒီလားကျက်တဲ့ဟာမျိုးဆိုရင်2နာရီကြော်လောက်ကြာရပေါ့နော်အဲ့မျိုးဆိုရင်ကျွန်တော်တို့ကဒီ2နာရီကြော်လောက်ကြာတဲ့ moment အောင်ဘယ်လိုရိုက်မလဲပေါ့နော်အဲ့လိုမျိုးအဲ့ moment နဲ့မှာဘယ်အနေထားလောက်ပုံကတပုံနဲ့ပြရင်ပို့ပြီးတော့သိတာမလဲပေါ့နော်တချို့တွေကဒါရွေးချယ်မှုကတော့လူတွေလိုက်အများကြီးရှိမှာပဲတချို့တွေကဒီအပြည့်ဒီ eclipse ဖြစ်သွားတဲ့ဒီလိုက်နီနေတဲ့လုံးဝအလုံးနီဖြစ်သွားတဲ့အချိန်ကိုရိုက်ပြီးပြောမဲ့သူလည်းရှိနိုင်တယ်ဒါမှမဟုတ်ဒီလာချမ်းလေးဒီတချမ်းအရေးကြပြီတချမ်းလင်းနေသေးတဲ့အချိန်လေးကိုတပုံနဲ့ရွေးတဲ့သူလည်းရှိမှာပဲဒါမှမဟုတ်ထိတ်စလေးနှစ်ခုဒီထိတ်အစလေးပဲမဲနေတဲ့အချိန်ကိုရွေးတဲ့သူလည်းရှိမှာပဲဒါဒီ artist ရဲ့ဒါရွေးချက်မှုပေါ်မူတည်ရပေါ့နော်ဆိုလိုတော့ဒီအချိန်ကဘယ်အချိန်ကအကောင်းဆုံးဖြစ်မလဲဆိုတော့ပုံတင်နည်းတော့မရှိဘူးဒါပေမဲ့အကောင်းဆုံးအချိန်ဆိုတာတော့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ street photo မှာဆိုရင်လည်းကျွန်တော်တို့ကပြောကြရပေါ့နော် decisive moment လို့ခေါ်တယ် decisive moment လို့ဟာမျိုးဆိုရင်ကျွန်တော်တို့ကဘယ်အချိန်မှာဘာဖြစ်တော့မယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကအမိယာဖမ်းမယ်ဆိုရင်ဘယ်လိုဖမ်းမလဲပေါ့နော်ဘယ်အချိန်မှာဘာဖြစ်မလဲဆိုတော့လေကိုကစိတ်ထဲမှာကြိုပြီးတော့နည်းနည်းလေးတွက်ဖို့လိုတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကရိုက်တယ်နေပေါ့နော်ဒါကျွန်တော်တို့က decisive moment လို့ခေါ်ရင်ပြောလို့ရှိရင် decisive moment မလာခင်လေးမှာများသောအားဖြင့်ကျွန်တော်တို့က pregnant moment လို့ခေါ်တဲ့ moment လေးရှိသေးတယ် pregnant moment ဆိုတာကအမျိုးသမီးတယောက်ကိုဝင်ရှိတဲ့လို့အချိန်မျိုးပေါ့နော်သူမွေးခါနေပြီဒီဘိုက်ကြီးနေပြီးတော့လားစေနေပြီဆိုတဲ့အနေအထားမျိုးရှိတယ်ဆိုရင်ဓာတ်ပုံဆရာကြိုသိရတော့မယ်ဒါပဲချိန်ဆိုရင်ရတော့မယ်ဆရာဝန်တယောက်လို့ပေါ့နော်ဒီအမျိုးသမီးကဒီကလေးမွေးတော့မယ်ဆိုတာသိပြီဆိုရင်ဒီသူ့ရဲ့ဒီခံမှန်းရဲ့ချိန်ကိုသိပြီဆိုရင်ကျွန်တော်တို့ကကြိုပြင်ရတယ်လို့မျိုးပဲဒီဓာတ်ပုံမှာဆိုရင်လည်းကျွန်တော်တို့ကဒီ pregnant moment လို့ခေါ်တယ်အဲ့ moment ရောက်ပြီဆိုရင်ဓာတ်ပုံဆရာတွေးဝေနေလို့မရဘူးသူကကြိုတွက်ထားပြီးတော့ဒါ
အဲ့ဒီချိန်လေးကိုအမိရဖမ်းပြီးစောင့်လိုက်နိုင်မယ်ဆိုရင်ပုံကောင်းနေရလိမ့်မယ်ပေါ့နော်ဘယ်နေရာလေးမှာဒီအချိန်တစ်ခုမှာဒီကျဲတွေတန်းသွားတယ်လဲပေါ့နော်ဒီ English လို့တော့ဒီ star တွေ align ဖြစ်သွားတဲ့ moment လေးရှိတယ်အဲ့ဒီ moment ဖြစ်ခါနေမှာကိုကဒါဖြစ်တော့မယ်ဆိုတာကြိုသိနေကြိုပြင်ပြီးရိုက်လို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲပေါ့နော်တချို့ moment လေးတွေကလမ်းပေါ်မှာဆိုရင်လျှက်တစ်ပြက်ဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးရှိနိုင်တယ်ဒါဟိုစောစောပြောသလိုကြောင်လေးကဒီလမ်းဘေးဈေးတဲ့ထီးပေါ်ကနေနောက်ထီးတစ်ခုကိုခုံလိုက်တဲ့အချိန်လေးခုံမိုးပြင်နေပြီဆိုရင်ကိုကသိရတော့မှာပေါ့နော်သူဒီအချိန်ဒီထီးနောက်တစ်ခုကနေခုံတော့မယ်သူပြင်နေပြီဆိုရင်ကိုကအဲ့အချိန်မှာရတော့မယ်အချိန်ရောက်မယ်ဆိုတာသိတဲ့ sense မျိုးရတဲ့ဓာတ်ပုံဆရာဖြစ်ဖို့ကအလေးကျင့်တော့လိုတယ်ပေါ့နော်အဲ့ဒီအလေးကျင့်လေးရအောင်လဲကိုကများများထွက်ရိုက်ထားပြီးတော့များများစဉ်းစားဖို့လိုတယ်ပေါ့နော်နောက်သူများတွေရိုက်ထားတဲ့ပုံတွေကိုလည်းများများကြည့်ဖို့လိုတယ်အဲ့လိုမျိုးတော့ practice လုပ်ရတယ်တခါလေကြာရင်တော့ဒီတချို့ moment တွေကတော့ခုနလိုဒီအကြာကြီးဖြစ်တဲ့ moment တွေဆိုရင်တော့ကိုကတော့များများရိုက်လို့ရတာပေါ့နော်ဒီအရင်ဟိုလိုမျိုးပေါ့နော်ဒီလေးကျင့်ကောင်းကောင်းရှိတယ်ဆိုရင်တချို့ moment တွေကတော့လွတ်ဖို့မရှိဘူးပေါ့ဥပမာဆိုရင်ကျွန်တော်တို့ကသတင်းဓာတ်ပုံမှာဆိုရင် press conference လို့ဟာမျိုးမှာဒီစင်ပေါ်မှာဒီရေးကြီးတဲ့နိုင်ငံရေးသမားပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ celebrity ပဲဖြစ်ဖြစ်သူစင်ပေါ်မှာစကားပြောရဆိုရင်ဘယ်ချိန်ရရင်လဲပေါ့သူkeynote speech ကနိုင်ဝက်ကြာမယ်ဆိုရင်အဲ့နိုင်ဝက်အတွင်းမှာကို့မှာတော့ chance တွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုး chance ကတော့ဒီ moment ကတော့တချို့ moment တွေကဆိုလိုတာကျွန်တော်ပြောလို့ပဲဟိုအနှေးနဲ့အမြန်တော့အဲ့လိုမျိုးကွာခြားမှုတော့ရှိတယ်ပေါ့နော်တခါလေကျတော့ဒီ pictorial လို့ဟာမျိုးဒီရိုက်တဲ့သူတွေဆိုရင်ကျွန်တော်တို့ကဆင်ရိုက်တဲ့ခါကျရင်တော့ moment ရလို့တော့တိတ်ထူးထူးခြားခြားမရှိတော့ဘူးပေါ့နော်ဘာလို့ဆိုတော့သူကဟိုအချိန်ကို freeze လုပ်ခိုင်းလိုက်တာ freeze လုပ်တာမျိုးတတ်မဟုတ်တော့ဘဲနဲ့သူက subject တွေရောအကုန်လုံးဟိုမှာသူက control လုပ်လိုက်တဲ့အတွက်သူ့မှာတော့ပိုပြီး flexible ဖြစ်တဲ့ပုံမျိုးဒီပေါ့တတောင့်တတာရှိတဲ့ပုံမျိုးကိုကဖန်တီးယူလို့ရတာပေါ့နော်ဥပမာဆိုရင်ဒီကိုရင်လေးဖျားထဲမှာဒီအမွေးတိုင်းတွေထွန်းလာပြီးတော့အဲ့မှာဒီထီးလေးနဲ့စာဖတ်နေတာတော့ပေါ့ကြောက်သူကအဲ့လိုမျိုးလေးကိုက control လုပ်ထားတဲ့ဒီအနေထားတစ်ခုဆိုတော့အဲ့မှာတော့ moment လို့ဟာမျိုးမရှိဘူးပေါ့နော်ဒါကိုရင်ခုနလိုလေးစာဖတ်ပေးပါအောင်မျက်တောင်မခတ်နဲ့နော်ဟုတ်ပြီရပြီငြိမ်လေးနေအဲ့လိုမျိုးရိုက်ပြီဆိုတာအဲ့မျိုးကြတော့သူက moment ကကြတော့ဒါလျှက်တစ်ပြက် moment မဟုတ်ဘူးပေါ့နော်ဒါ control လုပ်ထားတာပေါ့နော်ဒါဒီစိတ်လိတ်ဒီဘာကြီးစိတ်လိတ်တောက်နေရမျိုးဆိုကိုမရလိုက်လဲဘာနောက်ထပ်ခုနလိုစိတ်လိတ်လေးပြန်ဖွာပြီးတော့အငွေလေးမှုတ်ထုတ်ပေးပါအောင်ပေါ့အဲ့မျိုးကြတော့ဒါဒီကိုကရိုက်ကွင်းတည်ထားတယ်ဆိုရင်ဒီနေရာမှာဒီနေလိုဟာမျိုးအစာကိုက lighting နဲ့ပြန် create လုပ်ယူမယ်ဆိုရင်ဒါကိုယ့်အတွက် control အများကြီးရှိတယ်ပေါ့နော်ဒါမှမဟုတ်နေကသူကြာတာဆိုရင်တော့အနည်းဆုံးတော့15မိနစ်20နာရီဝက်လောက်တော့အဲ့ moment အဲ့နေရာမှာရှိနေဆိုကိုကအဲ့ချိန်မှာစိတ်ကြိုက်ပြင်ယူလို့ရတာပေါ့နော်ဒါကတော့ pictorial မှာတော့အဲ့လိုပုံစံသွားတယ်ပေါ့နော်ဆိုတော့ဒါပြန်ဆက်ရင်ဒါအချိန်ကတော့အများကြီးရေးပါတယ်ဆိုတော့ပြောရဲကိုကအဲ့ moment တွေကိုဖမ်းပြီးတော့စူးစီးပြီးတော့မှကျွန်တော်တို့ကဓာတ်ပုံအနေနဲ့ကျွန်တော်တို့ကပြပွဲတွေပြလို့ရတယ်ပေါ့နော်ဆိုတော့ရိုက်မယ်ဆိုရင်လည်းဒါကအချိန်ကအဲ့လိုမျိုးပေါ့နော်ဒီအဖြစ်အပျက်တစ်ခုရဲ့ဘယ်အချိန်ကအကောင်းဆုံးအချိန်လဲပေါ့နော်ဘယ်အချိန်က decisive moment လဲဆိုတော့စဉ်းစားပြီးတော့အဲ့လိုအချိန်တွေကိုအမိရဖမ်းနိုင်တယ်ဆိုရင်အဲ့ဓာတ်ပုံတွေ series like ဖြစ်ပြီးတော့ကျွန်တော်တို့ကဒါဓာတ်ပုံပြပွဲတွေလည်းလုပ်လို့ရတယ် magazine တွေစာအုပ်တွေလည်းပုံနှိပ်ထုတ်ဝေလို့ရတယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ကဓာတ်ပုံဆိုတာကဒီအမြဲလိုမျိုးပေါ့နော်ဒီရိုက်နေဖို့လည်းလိုအပ်တယ်ပေါ့နော်တစ်ခါလေကြာဟိုကိုကစင်ကြေတွေအကြောင်းပြချက်တွေအကြောင်းမို့လို့အမျိုးမျိုးပေါ့နော်မရိုက်ဖြစ်ဘူးဆိုရင်အဲ့အချိန်တွေကဆုံးရှုံးသွားတယ်ပေါ့နော်အချိန်တွေကသူကဘာကြီးကသူလဲပတ်နေတဲ့အတွက်အဲ့အချိန်တွေမှာကိုကမရိုက်မိရင်နောက်ချိန်ကြရင်အဲ့လိုမျိုးတစ်ခါလေကြာနောင်တရနေရတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဥပမာဆိုရင်ကျွန်တော်တို့ကဒီ2012-13ဝန်းကျင်လောက်မှာကျွန်တော်တို့ကဘာမှမထူးဆန်းတဲ့အဖြစ်ပြက်နေ့စဉ်မြင်နေကြမြင်ကွင်းကအဲ့ချိန်မှာလာကိုကအချိန်ပြေးပြီးတော့အမြဲလိုရိုက်ထားခဲ့မယ်ဆိုရင်အခုနောက်10နှစ်ကျော်ကြာတဲ့အချိန်မှာအဲ့မြင်ကွင်းတွေကမရှိတော့တဲ့မြင်ကွင်းတွေအများကြီးဖြစ်နေနိုင်တယ်ဥပမာဆိုရင်ကျွန်တော်တို့ကရန်ကုန်ဆိုရင်ပဲစဉ်းစားကြည့်ကျွန်တော်တို့မှဒီမထသလိုကားမျိုးတွေမရှိတော့ဘူးပေါ့နော် YBS တွေဖြစ်သွားတယ်ပြီးတော့အရင် chatbot ကားမျိုးကြီးတွေမရှိတော့ဘူးပြီးတော့လမ်းဘေးဖုန်းယုံလေးတွေလည်းမရှိတော့အဲ့လိုမျိုးပေါ့နော်ခါလေကြာကိုယ့်ရဲ့လက်ရှိ moment နောင်ချိန်ကြရင်အမှတ်တရတွေ
ဖြစ်လာလိမ့်မယ် storytelling တစ်ခုဖြစ်လာလိမ့်မယ်ဆိုတော့ကိုကသတိမထားမိတတ်တဲ့ဟာမျိုးတွေလည်းရှိတယ်ကိုနေတူကမြင်နေရတယ်ဘာမှမထူးဆန်းအောင်ဆိုပေမဲ့အဲ့ဒီဟာလေးတွေကနောင်ချိန်ကြရင်အထူးဆန်းဖြစ်လာမယ်အနေထားမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကိုလည်းဒါကအချိန်ကပဲပြောသွားတာပေါ့နော်အချိန်ကပဲဒီဓာတ်ပုံရဲ့ဒီတန်ဖိုးအဲ့လိုမျိုးပေါ့နော်ရတာတန်ဖိုးပဲဖြစ်ဖြစ်တက်လာအောင်လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒီဟာမျိုးလေးကိုလည်းသတိထားစေချင်တယ်ပေါ့နော်ဒီကတော့ဒီကျွန်တော်တော့ဝီစကီမတောက်ပေမဲ့ဒီဟိုဝီစကီသမားပြောလို့သိရမလားဒီဓာတ်ပုံတွေကဒီကောင်းကောင်းရိုက်ထားမယ်ဆိုရင်နှစ်ကြာလာလေရတာအဲ့လိုမျိုးအရသာရှိတဲ့အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားလေပေါ့ဒီ wine နေလို့ပေါ့နှစ်ကြာလေးကောင်းလာလေအဲ့လိုပုံစံမျိုးပေါ့နော်ဒါဓာတ်ပုံမှာလည်းအဲ့ဒီဘောတရားတော့ရှိတယ်ပေါ့နော်ဒါအချိန်ကနေပြီးတော့ထည့်သွားတယ်နောက်ထပ်တန်ဖိုးတစ်ခုပေါ့နော်တမိုင်းတန်ဖိုးလို့ပြောရင်လည်းရပါတယ်အဲ့လိုပုံစံမျိုးပေါ့ဒါကနောက်အချိန်တစ်ခုပေါ့နောက်အချိန်တစ်ခုကတော့ဘာရှိသေးလဲဆိုတော့ timing ပေါ့နော် timing ဆိုတာကကိုကဥမာရတာ project ပဲဖြစ်ဖြစ်ဒါခုဒီ project တစ်ခုဒါဓာတ်ပုံ project လုပ်တဲ့ခါကျရင်အများနဲ့အဲ့ဒီမှာလဲ publishing လို့ခေါ်တဲ့ဒီ publishing ဒီနောက်ဆုံးပေါ့နော်ရိုက်ပြီးသွားရင်ဒီအများပြည်သူကိုပြတဲ့အပိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီမရိုက်ခင်ကြိုပြီးတော့ဒီ pitch လုပ်တယ်လို့ခေါ်တဲ့ idea ထုတ်ပြီးတော့ဒီ magazine တွေစာအုပ်တိုက်တွေကိုသွားပြီးတော့ချိတ်ဆက်တဲ့အပိုင်းဖြစ်ဖြစ်အချိန်ကအရေးပါတယ်အဲ့ဒီအချိန်ကိုလည်းအဓိကပြောချင်နေတယ်ဘာလို့ဆိုတော့ဥမာဆိုရင်ကျွန်တော်ဒီအချိန်မှာဒီဘယ်လိုပြောမလဲဒီအချိန်နဲ့ကြိုက်ပြီးတော့လုပ်မယ် pitch လုပ်မယ်ပေါ့နော်ဒီ editor တွေထုတ်ဝေသူတွေကိုစိတ်ဝင်စားအောင်လုပ်မယ်ဆိုရင်ပို့ပြီးတော့အလုပ်ဖြစ်တဲ့ဟာမျိုးတွေရှိတယ်ဥမာဆိုရင်ကျွန်တော်တို့ကဒီ December 1 ရက်နေ့ဆိုရင်ဒီကမ္ဘာဒီ AIDS နေ့ပေါ့နော် World AIDS Day ရှိအဲ့အတွက်ကိုကျွန်တော်ကဓာတ်ပုံ series ရိုက်မယ်ဆိုရင်ခုချိန်ကလေးရိုက်ပြီးတော့အဲ့ချိန်မှာကမ္ဘာဒီ World AIDS Day December 1 ရက်နေ့မှာဒီ story လေး publish လုပ်မလားဆိုပြီးတော့ magazine တွေကိုကြိုပြီးတော့ဒီချိန်ကလေးဆက်သွယ်ထားရင် editor တွေကယူမှာပဲသိလားအဲ့လိုမျိုးပေါ့နော်ဒါအချိန်ကိုက်အကြောင်းအရာတစ်ခုကိုအဲ့လိုမျိုးနေဒူးနေမြက်လိုဟာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်စိတ်ဝင်စားစရာပွဲတော့ပဲဖြစ်ဖြစ်အဲ့မျိုးအချိန်ကိုက်ဒါကိုကဒီထုတ်လုပ်နိုင်တယ်ဆိုရင်အဲ့အချိန်မှာဒါပုံနှိပ်တဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီပြပွဲရဲ့အချိန်ကိုက်လုပ်မယ်ဆိုရင်လည်းကြိုစီစဉ်ရတယ်ပေါ့နော်အဲ့မျိုးအတွက်ကိုလည်းအများအားကြိုစဉ်းစားဖို့ကျွန်တော်တို့အကြံပေးခြင်းတယ်ဥပမာဆိုကိုက AIDS ဒီယောဂအကြောင်း story လုပ်တဲ့ဟာမျိုးဆိုရင်လည်းအဲ့လိုမျိုးကြိုက်လို့ရတယ်ဒါမှမဟုတ်ဒီငွေဦးဒေါ်လာအကြောင်းဆိုရင်လည်း February 1 ရက်နေ့မှာပြပွဲပြမလားဒါမှမဟုတ် magazine တွေမှာကျွန်တော် story လေးထည့်မလားဆိုတာမျိုးဒါ like ချိန်မယ်ဆိုရင်တစ်ခုချိန်ကာလကလေးအကျိုးချိတ်ဖို့လိုတယ်ဘာလို့ဆိုတော့ပုံနှိပ်တဲ့ဟာဆိုရင်အချိန်လိုတယ်ပုံနှိပ်တာဆိုရင်အနည်းဆုံး6လအထက်အနည်းဆုံးပုံနှိပ်တဲ့စာအုပ်တွေက magazine တွေအချိန်ယူပြီးတော့ဒီ online publish လုပ်တာတွေဆိုရင်လည်း3လလောက်ကြိုပြီးအနည်းဆုံးကြိုပြောမှသူတို့ကအစင်းစင်တင်ပြီးတော့မှပြန်ကြလာတာပေါ့နော်ဒါကသတင်းဌာနတွေတို့ဒီ artist တွေ gallery တွေနဲ့လှုပ်လို့ရင်လည်းအဲ့အချိန်လေးကိုလည်းအချိန်ကိုက်သတိထားစေချင်တယ်ဒါကိုလှုပ်တဲ့အကြောင်းအရာနဲ့ live ဖတ်တဲ့အချိန်ဘယ်အချိန်မှာဒီ story ကိုထုတ်အောင်လဲဆိုတော့ timing ဆိုတာရှိတယ်အဲ့ timing ကိုကျွန်တော်တို့ကချိန်ကိုက်ပြီးတော့လုပ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဒီ story ကပြန့်နှံ့မှုထိရောက်မှုအားပိုကောင်းတဲ့အနေအထားမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါနောက်ထပ်အချိန်ရဲ့အရေးပါပုံနောက်တစ်ခုပေါ့နော် Hey Steve. Oh yeah, hi. Can I ask you some questions? No. Capture the moment or carefully compose? I'll capture the moment. Capture the moment or carefully compose? Capture the moment. Oh yeah, don't carefully do anything. Capture the moment. The moment or carefully compose? Can you do both? Of course. I think that that the art of photography is both those things simultaneously. Okay ဆိုတော့ဒါဒီတစ်ခေါက်တော့ဒီလောက်ပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီနေ့ရှေ့သွားမှာဆိုလို့ဒါအားကြောင့်မလို့အချိန်ရဲ့အရေးပါပုံလေးကိုပြောရင်းနဲ့ဒါအချိန်ကိုက်အလုပ်လုပ်တတ်ဖို့ကျွန်တော်ကတော့ဘာလုံးအကြံပေးချင်ပါတယ်ပေါ့နော်ဟုတ်ကျွန်တော်အားဆိုရင်ဒီတစ်ခေါက်တော့ဒီလောက်ပဲဟုတ်နောက်တစ်ခေါက်မှပြန်ဆောင်တာပါဟုတ်ကျေးဇူးပါ